大家好，我是圆圆。ဒီနေ့မှာတော့ grammar ပိုင်းနဲ့ပတ်သက်ပြီးတော့ 语法ပေါ့နော် grammar ပိုင်းနဲ့ပတ်သက်ပြီးတော့မှပြောပြပြီးတော့မှဖြစ်ပါတယ်။ကဲစလိုက်ကြရအောင်။大家一起看哦。又ဆိုတဲ့အဓိပ္ပာယ်ကတော့ both and ဒါပေမဲ့အခုပြောပြပြီးတော့မယ့်စမ်းသပ်မှာတော့သူကထပ်ပြီးတော့ဆိုတဲ့အဓိပ္ပာယ်ကိုရပါတယ်။那个又帅又高的人是谁？那个ဟိုတယောက်又帅ဆိုတာက handsome ဖြစ်တယ် handsome လည်းဖြစ်တယ်ပေါ့နော်又高ဆိုတာအရက်လည်းမြင့်တယ်人ဆိုတာကဟိုတယောက်လူကိုရည်ညွှန်းတာ是谁ဆိုတာကဘယ်သူလဲ那个又高又帅的人是谁ဟုတ်ပြီနော်နောက်နံပါတ်2ကြတော့ကြည်ရုပ်ဆိုတဲ့အဓိပ္ပာယ်ကတော့ both and ပဲဖြစ်ပါတယ်ဒီစမ်းသပ်ကိုဘယ်လိုသုံးလို့ရလဲဆိုလို့ရှိရင်တော့这个工作既能赚钱又能学到东西这个ဆိုတာကဒီ工作ဆိုတာကအလုပ်既能赚钱ဆိုတာက赚钱ဆိုတာကပတ်စံရှာလို့လည်းရတယ်လို့又能又ဆိုတာထပ်ပြီးတော့ပေါ့နော်能ဆိုတာရတယ်ပေါ့နော်又能学到东西学ဆိုတာကတင်ယူတယ်学到တင်ယူလို့ရတယ်东西ဆိုတာပညာတစ်ခုကိုလည်းတင်ယူလို့ရတယ်လို့ပြောတာဖြစ်ပါတယ်။ကဲနံပါတ်3တစ်ခုနေကြတော့ကြည်ပုရေပုအဓိပ္ပာယ်ကတော့ neither nor လို့ပြောလို့ရပါတယ်။我既不喜欢吃香蕉也不喜欢吃苹果ဘာပြောလဲဆိုလို့ရှိရင်我ကကျွန်တော်既不 neither ပေါ့နော်喜欢吃ဆိုတာကစားရတာကြိုက်တယ်ဒါပေမဲ့ပူနဲ့ပြန်သုံးလိုက်တဲ့ခါကျတော့ငါစားရတာမကြိုက်ဘူး香蕉ဆိုတာကကြတော့ banana ငပြောတီးကိုပြောတာပါအခုကြတော့ရေပူလည်းပဲမကြိုက်ဘူးပေါ့နော်ရေပူ喜欢吃苹果吃ရစားတာ苹果ဆိုတာကပန်းတီးကိုပြောတာဖြစ်ပါတယ်ကဲ have you got it 你们学到了吗 see you next video bye bye